ကိုနှိမ့်နေပေးဖို့အတွက်မျက်မမြင်ရောင်ဆောင်ထားတာပါရုတ်တရက်တစ်ခုခုမားနေတာကိုသူခံစားလိုက်ရပါတယ်တကားအပြင်ဘက်မှာတယောက်ယောက်ကတော့လာဖွင့်နေတဲ့အတန်ကိုကြားရကြောင်းတထေးကိုပြောပြခဲ့ပါတယ်ဒါပေမဲ့တထေးကတော့လုံခြုံရေးကင်မရာမှာဘာမှထူးခြားတာမတွေ့ရတဲ့အတွက်ဒီမျက်မမြင်ပြောတာကိုလုံးဝမယုံခဲ့ပါဘူးဒါပေမဲ့သူပြောပြီးတာနဲ့တပြိုင်နက်ဓာပြအုပ်စုဟာတကားကိုချုပ်ဖြတ်ပြီးဝင်ရောက်လာပါတယ်သူတို့ဟာတထေးကိုမြေပြင်ပေါ်ဆွဲလဲလိုက်ပါတယ်မျက်မမြင်လူသားဟာကြောက်လန့်ပြီးတောင့်ကြီးဖြစ်နေခဲ့ပါတယ်ဓာပြတွေဟာတထေးကိုစပင်ကနေဆွဲပြီးမိခံတစ်တာစီခေါ်သွားကလှုပ်ဝက်နံပါတ်ကိုတောင်းပါတယ်အသက်ရှင်ဖို့အတွက်တထေးဟာလိုက်ရောဖို့ကလွဲလို့တခြားရွေးချယ်စရာမရှိတော့ပါဘူးဒါပေမဲ့ဖွင့်တဲ့အခါမှာသူဟာတမင်တက်လက်ပွေအမားကိုနှိပ်လိုက်ပြီးအချက်ပေးစနစ်ကိုအသက်သွင်းလိုက်ပါတယ်ပြီးနောက်တန်တို့ကိုယူပြီးပြန်လည်ခုခံခဲ့ပါတယ်ဒါပေမဲ့ဒီမိုင်းမဲတဲ့လုပ်ရက်ကဓာပြတွေကိုပိုပြီးဒေါသထွက်စေခဲ့ပါတယ်ဓာပြခေါင်းဆောင်ဟာသူ့မျက်နှာဖုံးကိုဖြည်းဖြည်းချင်းချွတ်လိုက်ပြီးတနက်ကိုထုတ်ကာတထေးကိုပွဲချင်းပြီးပစ်တက်လိုက်ပါတယ်နောက်ပြီးသူတို့ဟာတေဆုံးသွားတဲ့သူထေးရဲ့လက်ပွေကိုတုံးပြီးမိခံတစ်တာကိုဖွင့်လိုက်ပါတယ်အဖြစ်ပြအားလုံးကိုတွေးလိုက်ရတဲ့မျက်မမြင်ဟာကြောက်လန့်တုန်ရင်နေခဲ့ပါတယ်ဓာပြခေါင်းဆောင်ကသူဟာမျက်မမြင်ရောင်ဆောင်နေတာလို့တန်တရားဝင်သွားပါတယ်သူဟာအတချောင်းကိုယူပြီးမျက်လုံးစီကိုတက်တက်ထိုးဆိုင်လိုက်ပါတယ်မျက်မမြင်ဟာနည်းနည်းလေးမှမလှုပ်ရှားတာကိုတွေ့ရတဲ့အတွက်သူ့ကိုအသက်ချမ်းသာပေးခဲ့ပါတယ်လူတက်မှုရဲ့တူးရဲသောမျက်မြင်သက်သေအနေနဲ့မျက်မမြင်ကိုစစ်ဆေးဖို့ရဲစခန်းကိုခေါ်ဆောင်သွားပါတယ်သူဟာဘာမှမမြင်ရကြောင်းရှင်းပြခဲ့ပေမဲ့ရဲတွေကတော့သူ့ကိုတန်တရားရှိနေသေးပါသူတကယ်မျက်စိကွယ်တာဟုတ်မဟုတ်စစ်ဆေးဖို့မိချစ်နဲ့စမ်းသပ်ခဲ့ကြပါတယ်စမ်းသပ်ပြီးမှရဲတွေဟာတန်တရားဖြစ်စရာတစ်ခုခုကိုတွေ့ရှိသွားပုံရပါတယ်သူတို့ကသူ့ကိုချိန်ချောက်လိုက်ပါတယ်မင်းမျက်မမြင်အယောင်ဆက်ဆောင်နေမယ်ဆိုရင်ငါတို့မီဒီယာတွေကိုအတိပေးပြီးမင်းဟာလိမ့်လေသူတယောက်ဖြစ်ကြောင်းဖော်ထုတ်လိုက်မယ်တပြတွေသာတိသွားရင်မင်းကိုအလွတ်ပေးမှာမဟုတ်ဘူးအခြေအနေဟာမျောလင်းချက်မရှိတော့မှန်တိလိုက်ရတဲ့အတွက်မျက်မမြင်ဟာအဖြစ်ပြအားလုံးကိုပြောပြလိုက်ရပါတယ်ဒါပေမဲ့သူမတိလိုက်တာကဓာပြတွေဟာရဲစခန်းထဲကိုရောက်နေပြီဆိုတာပါပဲသူတို့တွေကတယောက်ဟာရဲမဟုတ်ပဲမျက်မမြင်ရောင်ဆောင်ထားတဲ့သတင်းကိုခေါင်းဆောင်စီပြန်ပို့ခဲ့ပါတယ်ခေါင်းဆောင်ဟာသူအလိန်ခံလိုက်ရမှန်တိလိုက်ရတဲ့အခါဒေါသတွေအလွန်မင်းထွက်သွားပါတယ်သူဟာဆန်နိုက်ပါရိုင်ဖယ်ကိုယူပြီးသတင်းပေါက်ကနေမျက်မမြင်ကိုတပ်ဖို့ပြင်ဆင်လိုက်ပါတယ်တပိတ်အစ်စ်ကိုစမ်းတပ်ဖို့အတွက်ခေါင်းဆောင်ဟာသူ့ကိုပြစ်ခတ်ခိုင်းလိုက်ပါတယ်မျက်မမြင်ဟာအပြင်ကိုထွက်လာတဲ့အချိန်မှာလူငယ်လေးဟာသူ့ကိုပြစ်ဖို့ချိန်လိုက်ပါတယ်ဒါပေမဲ့သူမောင်းဖြုတ်ခါနီးမှပဲကားကြီးတစ်စီးကလမ်းကိုပိတ်လိုက်ပါတယ်သူဘာဖြစ်သွားလဲဆိုတာသိလိုက်ရတဲ့အချိန်မှာမျက်မမြင်ဟာရဲကားပေါ်ရောက်သွားပါပြီသူဟာဘေးအန္တရာယ်ကနေထပ်မံလွတ်မြောက်သွားပြီလို့ထင်ပြီးစိတ်သက်သာရသွားပါတယ်ဒါပေမဲ့မကြခင်မှာပဲတခုခုမှားနေတာကိုသူသတိထားမိလိုက်ပါတယ်ဒါဟာသူ့အိမ်ပြန်တဲ့လမ်းမဟုတ်ပါဘူးအဲ့ဒီအချိန်ကျမှကားမောင်းသူဟာတပြက်တယောက်ဖြစ်နေမှန်းသူသိလိုက်ရပါတယ်တကားလက်ကင်တွေကလည်းဖြုတ်ထားတဲ့အတွက်သူထွက်ပြေးဖို့လမ်းမရှိတော့ပါဘူးမျက်မမြင်ရောင်ဆောင်တာကသူ့တက်ကိုကယ်တင်ပေးနိုင်လိမ့်မယ်လို့သူထင်ခဲ့ပေမဲ့တကယ်တော့သူဟာပုံမဆိုးရတဲ့ထောင်ချောက်ထဲကိုတိုးဝင်နေမိတာဖြစ်ပါတယ်